အားလုံးပဲမင်္ဂလာပါ weekend ဝင်နေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Honda ကူရောထွက်ပေါက်ကုနာက BBL လို့ခေါ်တဲ့ကိုရီးယားထမင်းတုပ်အဝါစာဆိုင်ကိုတွားပြီးတော့ထမင်းတုပ်သစားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့အတူထမင်းတုပ်ဆိုင်ကိုလိုက်ခဲ့ပါအောင်ခင်ဗျာဆိုင်ထဲဝင်လာလို့ရှိရင်တို့ကဒီမှာဂျပန်လိုတွေရေးရတယ်ကိုရီးယားလိုတရုတ်လိုပုံရေးတာပဲဒီကတော့တစ်ကတ်ဝယ်ရမယ့်နေရာပါတစ်ကတ်ဒီမှာအင်္ဂလိပ်လိုရှိတယ်တရုတ်လိုရှိတယ်ကိုရီးယားလိုရှိတယ်ပေါ့ကျွန်တော်ဒီမှာတယောက်ကို9000တစ်ကတ်ကို9000ပါအဲဆိုဒီမှာတစ်ကတ်ဒီဟာတစ်ကတ်ဝယ်ပြီးတော့စားမှာဖြစ်ပါတယ်ထမင်းရဒီမှာပါထမင်းရဒီဘက်တုတ်တွေရှိမှာရောဒီမှာထမင်းထည့်ရမှာပါပဲပင်ပေါ့ဒီဆက်လိုက်ရဟောလောင်းကြီးဒီဟာဝတ်တာစင်ကောပုံဝတ်တာဒီဟာဆော့အချို့ရှိရအဆက်ရှိရကျွန်တော်အဆက်နဲ့စားလိုက်Let's see. Di ba? Na. Châu thể bạn á. Cho nó thể là thâm nhiên tục về thì khó xuế biểu lệ ở hóa xã thì đó khó làm nhau hóa xã thâm nhiên tục hóa xã cú rộng á thâm nhiên tục là luôn thâm nhiên bé bên bảo về sát lây về mong nào về châu về phiêu đi lên bài chỉ biết là gì tao吧ဒီဘက်ကျွန်တော်ခောက်ဆွဲကိုချီနွေးထည့်ပြီးပြုတ်ထားပါတယ်ထမင်းတော့အဝါစာပါဒီအရွက်တွေရောကြောက်ဦးလည်းကြိုက်တဲ့လောက်ထည့်လို့ရပါတယ်ထမင်းလည်းကြိုက်တယ်ခောက်ဆွဲဘူးကလည်းပထမဆက်စားလို့ရပါတယ်ငရုတ်စီနှစ်ကလည်းအချိုရှိတယ်ဒီကအဆက်ရှိရပေါ့ကျွန်တော်ကအဆက်ထည့်လာပြီးတော့
အဆက်ထည့်လာပြီးတော့တုတ်တာပါအချိုကြိုက်လို့ရှိရင်လည်းအချိုနဲ့တုတ်လို့ရတယ်အရသာတော့ကိုယ်ပိုင်ကိုလိုတလောက်ပေါ့လိုတလောက်ထည့်ပြီးတော့အကုန်လုံးနယ်လိုက်လို့ရှိရင်မှလူမဟုတ်ပါအကုန်လုံးကျွန်တော်ထည့်တုတ်ပြလိုက်ပေါ့ဆိုတော့ကိုယ်ပိုင်ကိုနယ်ထားတဲ့ထမင်းတုတ်ကိုချက်မြည်ကြည့်လိုက်တော့ပဲမဆက်လဲတော့ပဲရတာရှိရင်ရှယ်ပဲပါဟင်းရပဲငယ်ပြီးနဲ့လောက်တာဟင်းပဲငယ်ပြီးရမူကြီးပဲပဲငယ်ပြီးရမူကြီးရပြုတ်လာဟင်းလည်းကောင်းလို့စီးတန်နေလို့မဟုတ်ဘူးဒါပေမဲ့စိုးမှာဆိုတော့လူရမ်းများတဲ့နေရာဆိုတော့ဒီဈေးကတော့ရှူမှာပဲဆိုတော့အရသာလည်းမစိုးဘူးကောင်းတယ်အရသာလည်းမိုက်တယ်အခုကျွန်တော်ဟောက်ဆွဲပြုတ်လာတာရပြီဟောက်ဆွဲပြုတ်ပူသေးတယ်ပူသေးရင်သိမစားနိုင်ဘူးဒီခောက်ဆွဲပြုတ်တကူကပဲ1000လောက်ရှိရဆိုတော့ဒီဆိုင်ကတော့ Honda Eco ထောက်ပေါက်ကွာနေထွက်လာပြီးတော့နည်းနည်းလမ်းလျှောက်လာလို့ရှိရင်ရှောက်ပါတယ် BB လီလို့ခေါ်ပါတယ်ဆိုင်နာမည်ကကိုရီးယားထမင်းတုပ်ပါ